ချီတော်ဆုံးခတ်၍ရိုသေစွာပန်ကြားလျှောက်ထားအပ်ပါသည်ဆရာတော်အရှင်သူမြတ်ဖေဟာဖျားတပည့်တော်တေးတန်ရှင်ရှင်လက်အောင်အားတပည့်တကားတာယကမများကိုစားတရားတောင်းခွင့်ပြုတော်မူပါရှင်ဖေဟာဘဂဝါစီနဝါဂီတာပါတာယတာရဝလီယာဣမေလောကမူပါကာတိတန်နောထေတိတုမုတ်တိယဝါဂီတာစကားအရာပြပမာတို့နာမချုံမြမလို့ရအောင်ဆိုသမျှစကားတရားဖြစ်စေခွဲဝေချင်းစာဝါစာအစိမ့်နေရကုန်တော်ရှိတော်မူသောစိနာအာလာဝကဗကဗျမနာလာခီရိစာသည်များစွာပွဲတကားတို့၌အမြဲသာအနိုင်ယူအောင်နာမအညောဖူးတို့ဖြင့်ကိုမြူပြီးထားအိုးကျေးဇူးတော်ရှင်ရှင်တော်မြတ်ဖရာဘဂဝါရှုမြလို့မဆုံးတကိုယ်တော်လုံးချက်တည်းလက္ခဏာတော်တွေမုံချေသည်ဖုံးကျွဲထွန်းထားရှင်တော်မြတ်ဖရာသည်ဝါဂီတဝါဂီတောစကားဝဲကြအကွက်လှအောင်မြတ်ဟာညွန်ကြစကားနိုင်နေပြိုင်ပဲကင်းတော်မူသည်ဖြစ်၍တာရဝလီယာချိုးဤစိတ်ဤအစီရှုဆိုအကာကိုပဲအတိတ်ပဲတရာလာသဖြင့်တဘာဝအတိအနှစ်သာရရှိပေထားသောဘာသာယာမယောလုံးမတင်လုံးအစွန်းနှစ်ဖက်လုံးစေရဝချုံငင်းအတိညာပြီးဟောဖို့မြင့်မြတ်သောတရားတော်စကားတော်တို့ဖြင့်ဣမံလောကံပြမနဲ့လူကဘာသူကဘာသာအောက်တန်းစားမကြံရရှိသမျှအသီးသီးဤတတလောကကြီးကိုဥပါကာတိ1500ကိလေသာတွေချိုလွေလျက်ဝိုထဲမှကဲတင်တကယ်အမြင်အတိပေါက်ဖို့ထီရောက်ပါစေမလောတန်းအကျိုးပြုတော်မူနိုင်ခဲ့ပြီဖရာဗန္ဒီရှင်လူလောကသဘောကျအောင်ဟောပြသွန်သင်ဆရာတော်အရှင်သူမြတ်ဖရာဘဝရှင်လူလောကသဘောကျအောင်ဟောပြတော်မူစိတ်ကရည်လျက်ကြံစီလျက်သာကရုဏာရှိထားကျေးဇူးတော်ရှင်ဆရာတော်အရှင်မြတ်ဖရာသည်နောအမကံအရှင်ဖရာမြတ်မောင်လာရောက်နာကြတပည့်တော်မတို့အားမုတ်တိယလောဘဒေါသမောဟကိုခွာအိုနာသေးဝအတွင်းမှ
လွတ်ကင်းမှုရန်အလုံးငါတန်တမမယောလုံးမတင်လုံးအစွန်းနှစ်ဖက်လုံးစေရဝချုံကြီးအတိညာပြီးဟောဖို့မြင့်မြတ်သောတရားဒေသနာတော်ကိုနောအမကံဝါဒနာဘာဂိယမကဝေသာဝိနိယစရင်သွတ်သွင်းဤမျောဖယားတပီတော်မတို့အားဒေတတုကရုဏာရှိထားမေတ္တာအားဖြင့်စကားချုံမြမလို့ရအောင်ဆိုသည်များစကားတရားဖြစ်စေလက်ကျွေမြဲဖို့ဟောကြားတော်မူပါကျေးဇူးတော်ရှင်ဆရာတော်သခင်အရှင်သူမြတ်ကြီးဖယားသာ